အားလုံးပဲမင်္ဂလာရှိသောညချမ်းလေးဖြစ်ပါစေခင်ဗျာကျွန်တော်ကတော့စာရေးသူလေးရလက္ခဏာပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တိဆက်ပြင်မှုထူလေးကကျွန်တော်ရဲ့ဝိညာဉ်စုရဲ့မရဏအညုအပိုင်း5ဖြစ်ပါတယ်ခင်ဗျာအားလုံးခံစားနာဆင်ကြပါခွင့်တန်တစ်ချက်ထပ်မံထွက်ပေါ်လာပြီးညအမောင်ကြီးပုံရိပ်လေးလံလာခဲ့လေသည်ထို့နောက်ဥဝဘာသာသည်ခဏမျှငြိမ်သက်သွားစဉ်းစားနေရမှလေးနက်တီကြီးတော့မျက်နှာထားဖြင့်ဒေါ်တီရီမေအားကြည်ကပြောလိုက်သည်တီရီမင်းအက္ခကြီးကိုမှတ်မိတယ်မလားမှတ်မိပါလေတော့သူ့ကိုတနည်းနည်းနဲ့မရရအောင်ဆက်သွယ်လိုက်ဒီကိစ္စကိုဘယ်သူမှမသိစေနဲ့ဒေါ်တီရီမေအောင်သွားဟန်ဖြင့်အကိုဘာစဉ်းစားမိလို့လဲဥရောဘာသာသည်အသက်ကိုချင်းချင်းစွာခြိုက်သွင်းလိုက်ပြီးအက္ခကငါရဲ့မိတ်ဆွေတွေထဲမှာစိတ်ရှာရဆုံးလူပဲဒီတိုက်ပွဲကတာမန်တိုက်ပွဲမဟုတ်တော့ဘူးစက်ကဆိုတဲ့ကောင်ကအညိုးကြီးတယ်တက်ခါရန်ညိုးဖွဲ့ထားရင်အသက်ကုန်တဲ့အထိလက်မလျှော့သူ့ပြစ်မှတ်ကငါတယောက်တည်းမဟုတ်ဘူးငါတို့မိသားစုရွာသားတွေနောက်ဆုံးသားလေးထီပါရောက်လာလိမ့်မယ်ဒေါ်တီတီမေဤမျက်နှာလေးဖြူဖက်ဖြူရောဖြစ်သွားသည်ဒါဆိုသားလေးကအန်ဒီရရှိနေပြီပေါ့အေးဒါကြောင့်ပဲငါကြိုပြင်ထားခြင်းလားငါရှုံးမယ်လို့ပြောတာမဟုတ်ဘူးဒါပေမဲ့တိုက်ပွဲဆိုတာဘာဖြစ်မယ်ဆိုတာကိုဘယ်သူမှအတတ်မသိဘူးအကယ်၍ငါတို့ဘက်ကအရှင်ကြီးမကောင်းခဲ့ရင်တားလေးကိုစိတ်ရှာရမယ်လို့ကိုလိုတယ်အဲ့ဒီလူကလည်းအက္ခတယောက်ပဲရှိတယ်ဒေါ်တီရီမေကြီးခေါင်းကိုဖြင်းဖြင်းစွာနှိပ်လိုက်ပြီးအင်းမနားလည်ပါပြီတော့ကျမဒီနေ့ပဲအက္ခကြီးစီလူလွတ်ပြီးအကြောင်းကြားလိုက်ပါမယ်အေးညံနိုင်သမျှမြန်သာလို့ဒီတစ်ချိန်ငါတို့အတွက်အရှိန်မရှိတော့ဘူးထိုစကားအဆုံးတွင်လင်မယားနှစ်ယောက်စလုံးစကားမဆိုပဲတိတ်ဆိတ်စွာငြိမ်သက်နေကြတော့သည်အိမ်အပြင်၌လေအေးတစ်ချက်တိုက်ခတ်လာပြီးဖျားစင်ပေါ်ရှိစီမီးလေးသည်တစ်ဖြက်ဖြက်ပြန်လေလှုပ်ခါလာသည်ထိုညဥရောဘာသာသည်အိမ်နောက်ဖေး၌တစ်ပင်ကြီးအောက်တွင်တယောက်တည်းထိုင်နေသောတားလေးထွန်းတောက်ထံသို့ဖြင်းညင်းစွာလျှောက်လာသည်။တာဗျာဖေထွန်းတောက်သည်ဖခင်ဘက်သို့လှည့်ကြည့်လိုက်သည်။ဥရောဘာသာကတားဘေးတွင်ဝင်ထိုင်လိုက်ပြီးခေါင်းကိုအသာအရာပုတ်လိုက်သည်။တာအဖေမေးစရာတစ်ခုရှိတယ်။ဘာလဲအဖေမေးလေ။တနေ့နေ့အဖေတို့နဲ့ခဏလောက်ခွဲနေရမယ်ဆိုရင်တားလေးနေနိုင်လား။ထွန်းတောက်၏အပြုံးသည်ချက်ချင်းပျောက်ကွယ်သွားသည်မနေချင်ဘူးအဖေတို့နဲ့ဘာလို့ခွဲရမှာလဲတာဘဲမှမသွားဘူးထိုစကားကြားလိုက်ရသောအခါဥဝဘာသာ၏ရင်ထဲတွင်အောင်တက်တက်ဖြစ်သွားသည်သူသည်သားကိုရင်ခွင်ထဲသို့ဆွဲဖက်ထားလိုက်ပြီးအခုမခွဲရသေးပါဘူးသားရဲ့အဖေဒီလိုပဲမေးကြည့်တာလားဒါပေမဲ့သားမှတ်ထားဘယ်နေ့ဘယ်ဖြစ်ဖြစ်ဘယ်အချိန်နေပဲရောက်ရောက်အဖေနဲ့အမေကသားကိုအရှိဆုံးပဲသားအတွက်ပဲဆုံးဖြတ်မှာထွန်းတောက်ကဖခင်၏ရင်ခွင်ထဲတွင်ခေါင်းဝေကသားမြုံအဖေတို့သားကိုမပြစ်ထားဘူးမလားဟုတူတူလေးမေးလိုက်သည်ဥဩဘာသာ၏မျက်ဝန်းထဲတွင်မျက်ရည်များဝိတ်လာတော်လေမကြအောင်အတင်းထိန်ထားလိုက်သည်အဖေကြိမ်ပြောတဲ့သားကိုဘယ်တော့မှမပြစ်ထားဘူးသို့တော့သူ၏ရင်ထဲတွင်ပြောမထွက်သောစကားတစ်ခွန်းကြံနေခဲ့သည်အကယ်၍အဖေအသက်မရှင်တော့ရင်သားကိုအက္ခကြီးနဲ့မဖြစ်မနေလိုက်သွားရလိမ့်မယ်သားကိုထဲ့လိုက်မှရမှာမနက်ဝေလီဝေလင်းအချိန်ရွေးထွေးသောနေရောင်ခြည်သည်အခြေဘက်တောင်တန်းများ၏ကြောပြင်ကိုဖြည်းဖြည်းချင်းကြော်တက်လာပြီးလောကကြီးတစ်ခွင်ကိုအလင်းရောင်ပေးရန်ကြိုးစားလျက်ရှိသည်ကျင်းငှက်ကလေးများသည်လည်းတကြည်ကြည်မြည်သွန်ကမနက်ခင်း၏အသက်ဝင်မှုကိုကြိုးဆိုနေကြသည်တစ်ပင်ပန်းမိန်တို့ကအရွယ်ဖျားများပေါ်တွင်နှင်းဆက်ကလေးများမလျှောက်သေးပဲစိမ်ပွင်လေးများတစ်ဖွဲတလက်လက်တောက်ပနေသည်တဘာဝလောကကြီးသည်ငြိမ်းချမ်း၍အေးချမ်းလှပနေတော်လဲဗရောင်းရွာသူရွာသားတို့၏ရင်ထဲတွင်မူစိုးရိမ်ပူပန်မှုများတဖွာဖွာပေါ်ပေါက်လျက်ရှိသည်မင်းညကဖြစ်ပွားခဲ့သောမိစ္ဆာပူကတ်မှုနှင့်ထွက်ပေါ်လာသောသွေးစွန်းအတိတ်၏လှုပ်ဝက်ချက်များက
လူတိုင်း၏စိတ်နှလုံးကိုလေးလံစေခဲ့သည်ထိုချိန်တွင်ရွာလူကြီးဥဒိဋ္ဌ၏အိမ်ဝင်းအတွင်း၌ရွာသားအများအပြားစုဝေးရောက်ရှိနေကြသည်ဥဒိဋ္ဌသည်ပတောင်းရွာ၏ရွာလူကြီးဖြစ်ရုံသာမကနာယကကုံ6ပါးနှင့်ပြည့်စုံသူအများ၏လေးစားယုံကြည်မှုကိုခံရသူဖြစ်သည်ရွာ၌အရေးကြောင်းပေါ်တိုင်းမိမိအသက်ကိုပင်ပဒနာမထားဘဲခြေဆုံးမှဥဆောင်ဖြစ်ချင်းတတ်သူလည်းဖြစ်သည်သို့သောယခုတစ်ချိန်ရင်ဆိုင်ရမည်ကြံသူသည်လူသားစင်စစ်မဟုတ်လွန်ခဲ့သောအနှစ်20ကစတင်ခဲ့သည့်သွေးကြွေးနှင့်အညိုတရားများပြန်လည်နှိုးထလာခြင်းဖြစ်သည်ဤတစ်ချိန်၌ဥဒိဋ္ဌတယောက်ရွာသူရွာသားများအားကာကွယ်နိုင်အောင်ပါမည်လောဟုတ်ကဲ့ပါခင်ဗျာဒီနေ့တင်ဆက်ပေးတဲ့ဝတ္ထုလေးကဝိညာဉ်စိုးရဲ့မရဏအညိုအပိုင်း3ဖြစ်ပါတယ်ခင်ဗျာနောက်နေ့မှာလည်းအပိုင်းဆက်ကလေးရှိသေးတာမို့ဆက်လက်နားဆင်နိုင်ရင်ကျွန်တော် YouTube channel လေးကို subscribe လုပ်ထားပေးဖို့တောင်းဆိုပါတယ်ဘေးနားက notification bell လေးကိုလည်းနှိပ်ပေးသွားပါဦးလို့တောင်းဆိုပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့နေရတာလက္ခဏာပဲဖြစ်ပါတယ်